ပိန်လာလီဂါရဲ့အပြင်းထန်ဆုံးပွဲတစ်ပွဲဖြစ်တဲ့ El Clasico ပွဲအားလုံးပဲမင်္ဂလာပါနဲ့ပြန်ကြပါစေ Midnight Football တောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်အပြေးလွှားလေးလာပြီးတော့တင်ပေးတာဗာလဲဆိုလို့ရှိရင်တော့ဒါမကြခင်အချိန်ပိုင်းလေးမှာကန်တော့မယ် Real Madrid တင်းတဲ့တစ်ဖက်က Barcelona တင်းတို့ရဲ့ဒါပွဲကြိုသုံးတဲ့ချက်လေးကိုကျွန်တော်လာပြီးတော့တင်ပေးရလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ကစပိန်မှာအကြမ်းဆုံးပွဲပေါ့နော်စပိန်လာလီဂါရဲ့အပြင်းထန်ဆုံးနဲ့အကြမ်းဆုံးပွဲဒါတနည်းအားဖြင့်ဆိုလို့ရှိရင်တော့တကဘာလုံးသိတာတော့ El Clasico ပေါ့နော်ဆိုတော့ဒီပွဲစဉ်က El Clasico ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာဘယ်လောက်ထိတိတ်ဆိုင်ဖြုတ်ကြမလဲဆိုတော့ကျွန်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကျွန်တော်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ England Premier League အသင်းတွေရဲ့ပွဲတွေကိုပဲလုပ်ပေးတာဆိုပေမဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကမလုံးမဖြစ်လို့ခံစားရတဲ့အတွက်ကြောင့်ဒီ El Clasico ပွဲလေးရဲ့ပွဲကြိုသုံးတဲ့ချက်ကိုကျွန်တော်အပြေးလွှားလာပြီးတော့တင်ပေးတာပေါ့နော်ကျွန်တော်ဘာလို့နောက်ကျသွားလဲဆိုလို့ရှိရင်တော့ line up နည်းနည်းလေး confirm ဖြစ်တာကိုနည်းနည်းလေးစောင့်နေလို့ပေါ့နော်ဒါအခုချိန်ထိတော့ line up ကတော့ confirm တော့မထွက်သေးဘူးဒါပေမဲ့ဘယ်ကစားသမားတွေမပါဘူးဘယ်ကစားသမားတွေပါမယ်ဘာညာတော့တေချာသိနေရဖြစ်တဲ့ကြောင့်အခုချိန်မှာတင်ပေးလို့အဆင်ပြေတဲ့အတွက်အပြေးလွှားလေးရိုက်ပြီးတော့လာတင်ပေးတာပေါ့နော်ဆိုတော့ဗီဒီယိုလေးကိုပဲစလိုက်အောင်စပြောရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်က Real Madrid ရဲ့အိမ်ကွင်း San Diego ဘာနေဗျူးမှာကန်သွားမှာလည်းဖြစ်တယ်ဒါ Barcelona အသင်းနေနဲ့အဝေးကွင်းပွဲစဉ်ပြင်လာရောက်ပြီးတော့ရှင်ပြန်ရမှာပေါ့နော် El Clasico မှာဘယ်အသင်းရဲ့အိမ်ကွင်းမှာတော့ share ဖြုတ်တယ်ဆိုတာကျွန်တော်တို့ El Clasico ကြည့်လာတဲ့တက်တန်း6ပေါ့ဗျာကျွန်တော်ဆိုလို့ရှိရင်ဒါ Cristiano ရဲ့ fan ပေါ့နော်ဆိုတော့ Cristiano တို့ရှိတဲ့စဉ်အချိန်ကာလတွေက Lionel တို့ရှိတဲ့အချိန်တုန်းကတည်းကကျွန်တော်တို့ကြည့်ခဲ့တဲ့သူတယောက်အနေနဲ့ဆိုရင် El Clasico တွေကအခုနောက်ပိုင်းမှာဆိုရင်လည်းပျော့သွားတယ်လို့မှပြောလို့ရတယ်အရင်တော့ဆိုလို့ရှိရင် share ဖြုတ်ကြတာပေါ့နော်ဒါ Real မှာဆိုလို့ရှိရင်နောက်တန်းမှာကဒါ Sergio Ramos တို့တစ်ဖက်ကဒီ Barcelona မှာဆိုလို့ရှိရင်လည်း Dani Alves တို့ပါ share ဖြုတ်ကြတဲ့အချိန်ပေါ့နော်ဆိုတော့အဲ့လိုအချိန်တွေကိုကျွန်တော်တို့ကကြည့်ခဲ့ရတာဆိုတော့အခုနောက်ပိုင်း El Clasico တွေကနည်းနည်းလေးပျော့တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီပွဲစဉ်က Real Madrid ရဲ့အိမ်ကွင်းမှာရှင်မန်ကစားမှာဖြစ်တဲ့အတွက်ဒီပွဲစဉ်တော်တော်လေးကြည့်ကောင်းမဲ့ပွဲစဉ်တွေပွဲလို့ပြောလို့ရတာပေါ့နော်ဆိုတော့သူတို့နှစ်သင်းရဲ့ head to head လေးကိုပဲကျွန်တော်အရင်စပြီးတော့ကြည့်လိုက်ရအောင် head to head ကိုကြည့်မယ်ဆိုတော့နောက်ဆုံး3ချိန်စလုံးမှာထူးခြားပဲ Real Madrid တင်းကလုံးဝမနိုင်ထားဘူးပေါ့နော်ဒါကတော့တော်တော်လေးထူးခြားတယ်လို့ပြောလို့ရတယ်ဒီမေလ17ရက်နေ့မှာကန်ခဲ့တဲ့ပွဲစဉ်မှာဆိုရင် Barcelona တင်းရဲ့အိမ်ကွင်းမှာ Real Madrid က 4-3 ဆိုတဲ့ result နဲ့ရှုံးခဲ့တယ်အဲ့မတိုင်ခင်တော့ဆိုလို့ရှိရင်တော့ Copa del Rey ပေါ့နော်ဒါ April 29မှာတော့တွေ့ခဲ့တယ်အဲ့ပွဲစဉ်မှာတော့ဆိုလို့ရှိရင်လည်းအချိန်ပိုပြီးသွားတဲ့အချိန်မှာ Barcelona တင်းက3-2 ဆိုတဲ့ result နဲ့နိုင်သွားတယ်ပေါ့နော်အဲ့ပွဲစဉ်ကကျွန်တော်မှတ်မိသေးတယ်Jules Koundé ကနောက်ဆုံးပွဲစဉ်ကြာနောက်ဆုံးပွဲချိန်ကြတော့မှဂိုးသွင်းသွားပြီးတော့အင်ကြီးတွေပါချိုပြီးအောင်ပွဲခံတာလားမသိဘူးကျွန်တော်အဲ့ပွဲကြည့်လိုက်သေးတယ်ဆိုတော့ကျွန်တော်ကတနည်းအားဖြင့်ပြောရမယ်ဆို real fan ပေါ့နော်အဲကြောင့်မလို့ဒီမျိုးရှုံးနေမှုတွေကနည်းပြီးတော့ခံစားရတယ်လို့ပြောလို့ရတယ်အမှန်တိုင်းမှာတော့ဆိုလို့ရှိရင်တော့ Super Cup ပေါ့နော် Super Cup မှာတော့ဆိုလို့ရှိရင်လည်း Real Madrid တင်ကအိမ်ကွင်းမှာဒါ Barcelona အသင်းကို 5-2 ဆိုတဲ့ result နဲ့ရှုံးခဲ့တယ်ပေါ့နော်အဲဆိုတော့ဒီကန်ခဲ့တဲ့အခြေအနေနဲ့လက်ရှိနီးပြ Xavi Alonso ကန်နေတဲ့အခြေအနေနဲ့ Real Madrid ကတော်တော်လေးကွာခြားသွားတယ်လို့ပြောလို့ရတယ်အခုနောက်ပိုင်းမှာဆိုရင်အသင်းရဲ့ကြည်ကြည်လင်းနဲ့ဒီ template တစ်ခုပေါ်အောင်လို့ Xavi Alonso ကဥဆောင်ပြီးတော့ကစားနေတာကိုတွေ့ရတယ်ဂိုးတွေတက်သွင်းမယ်လို့ individual နဲ့သွင်းမယ်အဲ့လိုမျိုးတွေမဟုတ်တော့ဘဲနဲ့အချိတ်ဆက်လေးနဲ့ link up play လေးနဲ့ကစားကွက်ပုံဖော်ပြီးတော့ဂိုးသွင်းမယ်လှုပ်ရှားမယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေကပုံများတာဖြစ်တဲ့အတွက်ကြောင့် Real Madrid တင်ရဲ့ template တစ်ခုကိုကျွန်တော်တို့ကပုံဖော်နေတာဖြစ်တဲ့အတွက်ဂိုးတွေတော့ဒီပွဲစဉ်ကအရန်မျှော်လင့်ရမယ်လို့ကျွန်တော်တော့မထင်ဘူးပြီးတော့ Real Madrid တင်ကနောက်ပိုင်းပွဲစဉ်မှာဆိုလဲခံစစ်ကိုကြည့်ရလင်းနဲ့စော့နေအောင်တွေ့ရတဲ့အတွက်ကြောင့်ဂိုးမပေးရဖို့ပဲအဓိကဥတီပြီးတော့ကစားလိုက်မယ်ပေါ့နော်အဲကြောင့်မို့ဒီပွဲကကြည့်လို့ကောင်းမယ်ဆိုပေမဲ့ဂိုးတွေမမြိုင်ဆိုင်နေပြီးခဲ့တဲ့နှစ်တည်းတော့လိုမျိုး 4-3 တို့ 3-2 တို့ 5-2 တို့အဲ့လိုပုံစံမျိုးတွေသွင်းမယ်လို့တော့မထင်ဘူးပေါ့ဒါပေမဲ့ကျွန်တော်မထင်တာပဲပြောတာတကယ်တည်းကန်တဲ့အချိန်ကျရင်ဖွင့်ပြီးတော့တကုံတွေကျုံးကြရင်တော့လည်းမပြောတတ်ဘူးပေါ့နော်ဆိုတော့ head to head မှာကြည့်မယ်ဆိုရင်နောက်ဆုံး3ချိန်စလုံး Real Madrid တင်ကလုံးဝအသာမရထားဘူး3ချိန်စလုံးရှုံးထားရလို့ပြောလို့ရတယ်အဲကြောင့်မို့ head to head မှာတော့ Barcelona ကလုံးဝအသီးအသာရနေရလို့ပြောလို့ရတယ်ပေါ့နော် Real Madrid တင်ရဲ့အိမ်ကွင်းနောက်ဆုံး3ပွဲဆွမ်းဆောင်ရကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ Real Madrid တင်ကနောက်ဆုံးအိမ်ကွင်း3ပွဲစလုံးကိုအနိုင်ကန်ထားတာကိုကျွန်တော်တို့တွေ့ရတယ်Espanyol အသင်းကို2-0နဲ့နိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒါ Villarreal အသင်းကို 3-1 နဲ့ထပ်ပြီးတော့နိုင်တယ်အဲ့ဒါပြီးသွားတဲ့အချိန်မှာ Champions League ပွဲစဉ်ပြင်နောက်ဆုံးပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်မှာတော့ဆိုလို့ရှိရင်လည်း Juventus အသင်းကို 1-0 နဲ့နိုင်ထားရဖြစ်တဲ့ကြောင့်နောက်ပိုင်းပွဲစဉ်တွေမှာပေးကိုမရှိအောင်လဲစွမ်းဆောင်သလိုအိမ်ကွင်းစွမ်းဆောင်ရလဲ Real Madrid ကတော်တော်လေးကျန်းတယ်လို့ပြောလို့ရတယ်3ပွဲစလုံးအနိုင်ယူထားတာတော့ true ကြပဲသွားပြီးတော့တွေ့ရတယ်ပေါ့နော်တစ်ဖက်ကကျွန်တော် Barcelona အသင်းရဲ့အဝေးကွင်းစွမ်းဆောင်ရင်နောက်ဆုံး3ပွဲကိုကျွန်တော်တစ်ချက်လောက်ကြည့်မယ်ပေါ့နော်ကြည့်မယ်ဆိုလို့ရှိရင်တော့ Champions League မှာ Newcastle အသင်းကို 2-1 နဲ့နိုင်တယ်ပြီးတော့ဆိုဒီ La Liga မှာ Real Oviedo အသင်းကို 3-1 နဲ့ထပ်ပြီးတော့နိုင်တယ်ပေါ့နော်အဲ့ဒါပြီးတော့တဲ့အချိန်မှာဆိုတော့ Sevilla အသင်းကို 4-1 နဲ့အဝေးကွင်းမှာပြန်ပြီးတော့ရှုံးထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကြည့်ချင်းအားဖြင့်ဆိုလို့ရှိရင်တော့ Barcelona အသင်းဟာအဝေးကွင်းမှာဆိုရင်စောစောနည်းနည်းလေးညံ့တယ်လို့ပြောလို့ရတယ်ပြီးတော့အကိုနဲ့တိဆိုင်ဖြုတ်မဲ့အသင်းတွေပေါ့နော်ကိုနဲ့မတိမတာလောက်ပဲကွာတဲ့အသင်းတွေနဲ့ဆိုလို့ရှိရင် Barcelona အသင်းအခုနောက်ပိုင်းမှာနည်းနည်းလေးရုန်းကန်ရတာကိုကျွန်တော်တို့တွေ့ရတယ်ဥပမာထားပါဗျာ Sevilla အသင်းဆို
လို့ရှိရင်အရန်ကောင်းနေတယ်တော့မဟုတ်ဘူးဒါပေမဲ့သူမနိုင်သွားဘူးပေါ့နော်ဂိုးပြတ်တောင်ရှုံးသွားသေးတယ်ဆိုတဲ့အနေအထားမျိုးလေးမှာရှိတာဖြစ်တဲ့အတွက်ဘာစီလိုနာအသင်းကချိုးချိုတော့သူနဲ့ပြိုင်ပြီးတော့ဖြုတ်မဲ့အသင်းနေတယ်ဆိုလို့ရှိရင်လည်းရုံးကန်တယ်လို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်ဘာစီလိုနာပွဲတွေအကုန်တော့မကြည့်ဘူးဒါပေမဲ့ကြီးလိုက်တဲ့ပွဲစဉ်တိုင်းမှာဆိုရင်တို့က Highland Define တော်တော်လေးတင်ဆော့တယ်ပေါ့နော်သူ့ရဲ့ Highland Define ဘယ်လောက်ထိတင်ဆော့လဲဆိုလို့ရှိရင်အဲ့ဒီကွင်းလယ်စီးလောက်ထိကိုတို့ကတင်ဆော့တာဆိုတော့လူကြုံထောင်ချောက်ဖောက်ပြေးတဲ့ကောင်တွေကျွမ်းတဲ့ကောင်တွေနဲ့ဆိုလို့ရှိရင်တော်လေးတိုင်ပတ်တာတော့တွေ့ရတယ်ပြီးခဲ့တဲ့နှစ်တုန်းကလည်းတို့အဲ့လိုတင်ဆော့တာပဲဒါပေမဲ့ပြီးခဲ့တဲ့နှစ်တုန်းကကျတော့ဒီနှစ်မှာဒီ El Nasa ကိုပြောင်းသွားတဲ့ Martinez ပေါ့သူ့နာမည် Inigo Martinez လားမသိဘူးအဲ့ဒီဘဲကကျတော့လူကြုံထောင်ချောက်ဖမ်းတာအရန်တော်တယ်အဲကြောင့်မလို့သူဖမ်းနေတဲ့အတွက်ကြောင့်လူကြုံထောင်ချောက်တွေကတောက်လျှောက်မလွတ်သွားတာပေါ့နော်ဆိုတော့ဒီအချိန်မှာဆိုလို့ရှိရင်တော့ဒီလိုကစားသမားမျိုးမရှိတော့ဘဲနဲ့အာဦးဟိုးတို့ဘာလို့ကစားသမားမျိုးတွေကဖမ်းတာဆိုတော့ဒီ Martinez လောက်မသေးတတ်ဘူးအဲကြောင့်မလို့ဒီနေရာတွေကနေကြော်ထွက်သွားပြီးတော့ဘိုးပေးခဲ့ရတယ်လေအများကြီးတွေ့ရတာပေါ့နော်အဲကြောင့်မို့အဲ့ဒီနေ့ပွဲစဉ်မှာ Highland Define ကိုတင်ပြီးတော့ပဲဆော့မှာလားအဝေးကွင်းပွဲစဉ်ဖြစ်တဲ့ကြောင့်ဘယ်လိုမျိုးဆော့မလဲဆိုတာကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်သွားရမယ်ဒီအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Real Madrid တင်ရဲ့အိမ်ဝင်ဆုံးဆောင်ကြီးကတော်တော်လေးကျန်းနေပြီမှာဘာစီလိုနာတော့နည်းနည်းလေးရော့တယ်လို့တော့ပြောလို့ရတယ်အဲကြောင့်မလို့ပြန်ရှင်းမယ်ဆိုရင်လက်ရှိ current form အနေထားရအောင်အိမ်ဝင်ဆုံးဆောင်ကြီးရအောင် Real Madrid ကဘာစီလိုနာထက်ဆိုင်တော့နည်းနည်းလေးပိုတာနေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ head to head မှာဆိုလို့ကျွန်တော်ဘာစီလိုနာအပြတ်သက်ကိုပို့ပြီးတော့တာနေရပေါ့နော်ဆိုတော့ရန်မဲဘယ်လောက်ထိခြေစွမ်းပြမလဲ market ratio ကဘယ်လောက်လုံးပြမလဲဆိုတော့ကျွန်တော်ဒီပွဲစဉ်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပေါ့နော်ဆိုတော့မကြခင်ကျွန်တော်မှကျွန်တော်ဒီပွဲစဉ်လေးကိုစောင့်ကြည့်သွားမယ်ပွဲပြီးတွားလို့ရှိရင်တော့ပြီးချင်းကျွန်တော်တင်ပေးနေတင်ပေးမှာမဟုတ်ဘူးဆိုလို့ရှိရင်လည်းနည်းနည်းစောင့်ပြီးမှတင်ပေးတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ချက်တော့စောင့်ကြည့်လိုက်အောင်မယ်ဆိုတော့ result ကိုကျွန်တော်ခံမှန်းပြရမယ်ဆိုလို့ရှိရင်ဒီပွဲစဉ်မှာတေးကြသွားနိုင်ကြီးကိုကျွန်တော်60ရာခိုင်နှုန်းလောက်ပေးခြင်းနဲ့30ရာခိုင်နှုန်းလောက်ကိုတော့ဘာစီလိုနာနိုင်သွားမယ်လို့ထင်ပြီးတော့10% လောက်ကတော့ Real Madrid နိုင်သွားနိုင်ကြီးရှိရလို့ကျွန်တော်တို့ခံမှန်းမိတာလေးရောရှိရပေါ့နော်လူချင်းမင်းတော်ဒီ El Clasico မှာဘယ်လိုမျိုး result ထွက်လာမယ်လို့ထင်လဲထင်မျိုးစကြက်လေးပါရှိလဲအောက်က comment ထဲမှာမှတ်ငယ်လို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးဒီ channel လေးကိုကြိုက်တဲ့ဆိုလို့ရှိရင် like and subscribe like and follow နေပြီးကူညီခဲ့လို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်